တရုတ်စစ်တပ်ရဲ့အဆင့်အမြင့်အရာရှိကြီးများအလွှာဟာအစိတ်စိတ်အမှားမှာပျက်စီးနေပြီပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကတရုတ်နိုင်ငံရဲ့ထိပ်သီးဗိုလ်ချုပ်ကြီးကျန်းယူရှာနဲ့နောက်ထပ်အဆင့်မြင့်အရာရှိတဦးဖြစ်တဲ့ဗိုလ်ချုပ်ကြီးလီယိုကျန့်လီတို့ကိုယာရုကနေဖယ်ရှားလိုက်တာဟာနိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့အထက်လွှာအာဏာလူဝဲတွေနဲ့ပတ်သက်ပြီးမေးခွန်းထုတ်စရာတွေရှိလာစေပါတယ်။နောက်ပြီးထိုင်ဝမ်ကိုအင်အားသုံးသိမ်းယူဖို့ရည်မှန်းချက်ပဲဖြစ်ဖြစ်ဒေသတွင်တခြားပြည်ပခါတွေမှာပါဝင်ပတ်သက်ဖို့ပဲဖြစ်ဖြစ်တရုတ်နိုင်ငံရဲ့စစ်တိုက်နိုင်စွမ်းအပေါ်မှာဘလို့သက်ရောက်မှုတွေရှိမလဲဆိုတာကိုလည်းမေးခွန်းထုတ်စရာဖြစ်လာစေပါတယ်။အသက်85နှစ်ရှိပြီဖြစ်တဲ့ကျန်းယူရှာဟာဗဟိုစစ်ကော်မရှင်ရဲ့ဒုတိယဥက္ကဋ္ဌပါ။အဲ့ဒီကော်မရှင်ဟာသမ္မတရှီကျင်းဖျင်ဦးဆောင်ပြီးလက်နက်ကိုင်တပ်ဖွဲ့အားလုံးကိုထိန်းချုပ်တဲ့ကွန်မြူနစ်ပါတီရဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ပုံမှန်ဆိုရင်တော့လူ9ဦးလောက်နဲ့ဖွဲ့စည်းထားတဲ့အဲ့ဒီကော်မရှင်ဟာအခုဆိုရင်သမ္မတရှီကျင်းဖျင်နဲ့ဗိုလ်ချုပ်ကြီးကျန်းရှန်မင်း2ဦးပဲကျန်တော့တဲ့အထိလူနည်းသွားခဲ့ပါပြီ။တခြားအဖွဲ့ဝင်တွေအားလုံးဟာအဂရိလိုက်စားမှုတိုက်ဖြတ်ရေးကောင်းစဉ်နဲ့နှိမ့်နှင်းမှုတွေအောက်မှာယာရုကနေဖြုတ်ခံရဖယ်ရှားခံခဲ့ရပြီဖြစ်ပါတယ်။ကော်မရှင်ဟာတန်နယ်ချီတဲ့စစ်ဖက်ဆိုင်ရာအမှုထမ်းတွေကိုထိန်းချုပ်ဖို့တာဝန်ယူထားတာပါ1980ပြည်လွန်နှစ်တွေတုန်းကတရုတ်နိုင်ငံရဲ့အဓိကအာဏာအရှိဆုံးခေါင်းဆောင်ဖြစ်ခဲ့တဲ့တိန့်ရှောင်ဖိန်ဟာသူ့ရဲ့အာဏာတက်တန်းတစ်လျှောက်လုံးမှာကော်မရှင်ယာရုတစ်ခုတည်းကိုပဲကင်ဆယ်ထားခဲ့ရလောက်အောင်အဲ့ဒီကော်မရှင်ကအာဏာကြီးခဲ့ပါတယ်သုံးသက်သူတချို့ကတော့ကော်မရှင်မှာရှီကျင့်ဖျင်နဲ့ဗိုလ်ချုပ်ကြီးတဦးတည်းသာကျန်တော့တာဟာမကြုံစဘူးထူးခြားတဲ့ဖြစ်ရပဲတရုတ်စစ်တပ်ဟာအခုဆိုရင်အစိမ့်စိမ့်အမှောင်မှာဖြစ်နေပြီးခေါင်းဆောင်မှုပိုင်းမှာကြီးမားတဲ့ဟာကွက်တစ်ခုဖြစ်နေတယ်လို့ပြောကြပါတယ်။ထိပ်သီးဗိုလ်ချုပ်ကြီးတွေကိုဘာကြောင့်နောက်ပိုင်းမှာဖယ်ရှားလာတာလဲဆိုရင်ကောလဟာလာတွေအများကြီးထွက်နေပါတယ်။အမေရိကန်ကိုနျူကလ িয়ার လျှို့ဝှက်ချက်တွေပေါက်ကြားစေတာကနေစလို့အာဏာသိမ်းမှုကြံစီတာခိုင်းခါနာချင်းအာဏာလူဝဲတွေအထိအကုန်ဖြစ်နိုင်ပါတယ်။ဘေကျင်းမှာပြစ်ခတ်မှုတွေဖြစ်ပွားခဲ့တဲ့ဆိုတဲ့ကောလဟာလာတွေတောင်ထွက်ခဲ့ပါတယ်။တေချာဖြစ်နိုင်တာကတော့ရှီကျင်းဖျင်ဟာဘယ်သူမှရှင်းလို့မရလောက်အောင်အာဏာခိုင်မြဲနေတာရဲ့နောက်တစ်ခုကတော့တရုတ်အစိုးရရဲ့သတင်းအချက်အလက်ထိန်းချုပ်မှုဟာအလွန်တင်းကျပ်လွန်းလို့ကောလဟာလာတွေကိုပိုပြီးကြီးထွားစေတာရဲ့ဒါတွေကတော့သိကြပါတယ်။ဒီရရှိကြီး2ဦးကိုစုံစမ်းစစ်ဆေးနေတဲ့ဆိုတဲ့တရားဝင်ထုတ်ပြန်ချက်တုန်းကစီကံတဲ့ဥပဒေကိုပြင်းပြင်းထန်ထန်ချိုးဖောက်တဲ့ဆိုတဲ့အသုံးနှုန်းကိုသုံးထားပါတယ်။ဒါဟာအဂရိလိုက်စားမှုကိုတွယ်ဝိုက်ပြောဆိုတဲ့အသုံးနှုန်းပဲဖြစ်ပါတယ်။တရုတ်ဆိုရသတင်းစာရဲ့အယ်ဒီတာအာဘော်တစ်ခုမှာဘယ်သူပဲဖြစ်ဖြစ်ယာရုဘလောက်ပဲကြီးကြီးအကျင့်ပြတ်ခြားစားမှုကိုအပြစ်ပေးတဲ့နေရာမှာတရုတ်ကွန်မြူနစ်ပါတီကတိခန့်ခွင့်လွှတ်မှုလုံးဝမရှိတဲ့ policy နဲ့ပဲတွားတယ်လို့အတီးအလင်းရေးသားဖော်ပြထားတာပါဘလို့အပြစ်တွေကျူးလွန်ခဲ့တယ်လဲဆိုတာကိုတော့အများပြည်သူသိအောင်ထုတ်ပြန်ခြင်းမရှိသေးသလိုဘရော့မှမထုတ်ပြန်တော့တာမျိုးလည်းဖြစ်နိုင်ပါတယ်သူတို့ကိုစစ်ဆေးနေပြီလို့အမည်တက်လိုက်ခတဲ့ကအနည်းဆုံးတော့ထောင်ချခံရတော့မယ်ဆိုတာသိကြသလောက်ရှိနေပါပြီဗိုလ်ချုပ်ကြီးတွေကိုပြစ်မှတ်ထားလာတာဟာအဂရိလိုက်စားမှုကြောင့်လည်းတကယ်ပဲဖြစ်နိုင်သလိုအတိတ်ကအခုလိုဖယ်ရှားမှုတွေရဲ့သဘောတဘာဝကိုကြည့်ရင်အာဏာနိုင်ငံရေးကြောင့်လည်းဖြစ်နိုင်ပါတယ်။ရှီကျင်းဖျင်အာဏာရလာချိန်မှာတရုတ်နိုင်ငံဟာအဂရိလိုက်စားမှုပြဿနာရှိနေခဲ့တာအမှန်ပါ။ဒါပေမဲ့ရှီကျင်းဖျင်ဟာပါတီရဲ့ကြောက်မက်ဖွယ်ကောင်းတဲ့စီကံထိန်းသိမ်းရေးအဖွဲ့တွေကိုတုံးပြီးအဂရိလိုက်စားမှုတိုက်ဖြတ်ရေးခေါင်းစဉ်အောက်မှာသူ့ရဲ့နိုင်ငံရေးပြိုင်ဘက်တွေသူ့ပေါ်ပြေဝသစ္စာမရှိတဲ့အရာရှိတွေကိုဖယ်ရှားပစ်ခဲ့သူလို့နာမည်ကြီးလာခဲ့သူပါဒါဟာအထွေထွေအတွင်းရေးမှုရှီကျင့်ဖျင်ကိုမော်စီတုံးခေတ်နောက်ပိုင်းမှာမတွေ့ရဘူးသေးတဲ့ဘယ်သူမှစိတ်မခေါ်နိုင်တဲ့အာဏာမျိုးကိုရရှိစေခဲ့ပါတယ်တစ်ဖက်ကကြည့်ရင်လည်းအခုလိုဥဆောင်မှုမျိုးဟာအကျိုးရုပ်စေနိုင်ပါတယ်စစ်တပ်ထဲမှာတယောက်နဲ့တယောက်တန်တရားဝင်နေတဲ့အခြေအနေမျိုးဟာဆုံးဖြတ်ချက်ချတဲ့အခါမှာတိတ်ပြီးသတိထားလွန်းတာဒါမှမဟုတ်ဆုံးဖြတ်ချက်မပြတ်သားတာမျိုးတွေဖြစ်လာစေနိုင်ပါတယ်ကျန်းရွှေရှာရဲ့ဖခင်ဟာရှီကျင်းဖျင်ဖခင်ရဲ့တော်လှန်ရေးရဲဘော်ဟောင်းတဦးလည်းဖြစ်ပါတယ်။ကျန်းရွှေရှာနဲ့ရှီကျင်းဖျင်ရင်းနှီးကျွမ်းဝင်မှုတက်တန်းအတော်ကြာခဲ့သလိုအခုလိုအခြေအနေတွေမတိုင်ခင်အထိသူတို့ဟာရင်းနှီးသူတွေအဖြစ်ရှုမြင်ခံခဲ့ရတာကြောင့်အခုကျန်းရွှေရှာရဲ့တာရကဟာဘယ်သူမှမလုံခြုံတော့ဘူးဆိုတဲ့အချက်ကိုပို့ပြီးခိုင်မာသွားစေတာပါ။နောက်ပြီးကျန်းရွှေရှာဟာစစ်တပ်ထဲမှာတိုက်ပွဲအတွေ့အကြုံရှိတဲ့လူနည်းစုထိတ်တန်းအရာရှိကြီးတွေတဲကတယောက်ဖြစ်တာကြောင့်သူ့ကိုဖယ်ရှားလိုက်တာဟာစစ်တပ်အတွက်လည်းကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်ပါတယ်။ရှီကျင်းဖျင်ဟာသူ့ရဲ့အာဏာစက်ကိုတဖန်ပြန်လဲတက်တည်ပြနိုင်ခဲ့တယ်ဆိုပေမဲ့လည်းအဆင့်အမြင့်ဆုံးဗိုလ်ချုပ်ကြီးတွေကိုတော့ဖယ်ရှားတယ်ဆိုရင်
နောက်တစ်ယောက်ကဘယ်သူဖြစ်မလဲဆိုတဲ့စိုးရိမ်စိတ်တွေကလက်အောက်အရာရှိတွေအလွှာကြားထဲမှာရှိနေပါတယ်။အထက်လူကြီးတွေရဲ့ကံကြမ္မာကိုကြည့်ပြီးအောက်ခြေအရာရှိတွေအနေနဲ့ရှီကျင်းဖင်ရဲ့အဂရိလိုက်စားမှုတိုက်ဖြတ်ရေးမိမောင်းအောက်ကိုတွန်းပို့နိုင်တဲ့အန္တရာယ်ရှိတဲ့ယာရူတိုးပစ်မှုတွေကိုလည်းလိုလားကြတော့မှာမဟုတ်ပါဘူး။အကဲခတ်တွေကတော့အခုလိုဖယ်ရှားမှုတွေဟာထိုင်ဝမ်ကိုကျူးကျော်နိုင်ခြင်းကိုဘယ်လောက်ထိအဟန့်အတားဖြစ်စေမလဲဆိုတာကိုတွက်ချက်နေကြပါတယ်။တချို့ကလည်းတရုတ်အစိုးရရဲ့ရည်မှန်းချက်တွေကိုထိခိုက်စေမှာမဟုတ်ဘူးလို့ယူဆကြပါတယ်။ထိတ်တန့်စစ်ဖက်ကျွမ်းကျင်သူတွေမရှိတော့တာရှိနေတဲ့သူတွေကလည်းယုံကြည်ချက်တွေမခိုင်မာတော့တာဖြစ်လာရင်တော့ထိုင်ဝမ်အပေါ်ရန်လိုမှုနဲ့အခြေအနေတင်းမာအောင်လုပ်မဲ့ဆုံးဖြတ်ချက်တွေဟာသမ္မတရှီကျင်းဖျင်တဦးတည်းရဲ့အလိုဆန္ဒပေါ်မှာပဲပိုပြီးမူတည်သွားတော့မှာဖြစ်ပါတယ်။